မေးပါကွာမသိလို့မေးပါဦးမယ်ဒီစမွေမှာလေအလုပ်လေးပါလေကွာအလုပ်ထဲမှာပင်ပန်းနဲ့အလုပ်လေးပါလေပင်ပန်းလို့ဒီအမောပြေလေးပေါ့ကွာနေပါဘာညာပေါ့အမောပြေလေးမျက်စိအစာလေးဘာညာလေးပေါ့အလုပ်ထဲမှာပေါ့အမောပြေလေးအလုပ်ပင်ပန်းလေအမောပြေလေးပါလေကြည့်မယ်ဆိုရင်တော့အမောမပြေနိုင်ဘူးဒီစမွေမှာအဲ့လောက်တော့ပေါ်လာလားစဉ်းစားကြည့်ကွာမင်္ဂလေး15ရက်16ရက်ရှိတယ်ကွာယောက်ျားလေးက2ရက်အဲ့တော့အလုပ်လေးပါလေပင်ပန်းလို့ကွာဆော်လေးပါလေမောပြေလေးပါလေကြည့်မယ်လို့တွေးလိုက်တယ်ပဲရှိသေးတယ်အကုန်လုံးကပက်လက်လှန်နေတာဟုတ်ခေါ်တယ်မဟုတ်ပက်လက်လှန်နေတာအဲ့လိုပေါ်သလားနော်စမုံမှာအဲ့လိုတော့ပေါ်တာလားပက်လက်လှန်တဲ့လူတွေကွာ2ယောက်တော့3ယောက်လားမသိဘူးရှိတယ်သူ့ဟာနဲ့သူနော်အိမ်ထောင်ရှိတဲ့သူကရှိနော်သူ့ဟာနဲ့သူဘဲရှိတဲ့သူကရှိကျန်တဲ့15ရက်14ရက်ဝန်းကျင်ကအကုန်လုံးကပက်လက်လှန်နေတာဟုတ်ခေါ်တယ်မဟုတ်အဲ့လိုပေါ်တာကွာစဉ်းစားကြည့်အဲ့လိုပေါ်ရတာလားဒီစမွေးမှာဟိုနေရာကြည့်လိုက်လဲပက်လက်လှန်ဒီနေရာကြည့်လိုက်လဲပက်လက်လှန်ဟိုဆိုင်ကြည့်လဲပက်လက်လှန်ဘာတွေလဲနော်ဒီစမွေးအဲ့လိုတွေပဲလာတာလားနော်ငါတို့လည်းအမောပြေပါလေကြည့်ချင်တယ်လေကွယ်လို့အိုးနော်တထည့်တွေလည်းခေါ်လိုက်ရင်အဲ့လိုဒီကြီးပဲခေါ်လိုက်တယ်ဒီတခါတော့ပြောထားပြီနောက်ထပ်အလုပ်သမားမင်္ဂလေးခေါ်ရင်အဲ့လိုပက်လက်လှန်တဲ့သူခေါ်ရင်ကအလုပ်ထွက်ပြီလို့ပြောလိုက်ပြီနောက်ဆိုအဲ့လိုလုပ်ပြောင်းမှရတော့မယ်အဲ့လိုပြောင်းရင်တော့မှတိတ်ချမှာနော်မတိတ်ချဖို့ကများတယ်ခုခေတ်မှာမလွယ်ဘူးအကုန်လုံးကပက်လက်လှန်နေတဲ့လူတွေကြီးပဲ